Hello ဖြိုးပိုင်းမှာဖြိုးပါအုံနောက်ပါလာလဲဆိုတာဘာလို့ဖို့လဲတွေးဖို့အင်ဂျီပြောင်ပြောင်ဝတ်တာတဲ့မကောင်းဘူးတဲ့အင်ဂျီပြောင်ပြောင်ဝတ်တာမကောင်းဘူးဆိုတဲ့ဟာဘယ်ကနေဖြစ်လာလဲဆိုတော့အင်ဂျီလေးတစ်ထည်ကိုဝတ်ပြလိုက်တယ်ပြောင်ပြောင်ဝတ်ပြလိုက်တယ်ရမ်းမိုက်သွားတယ်ဒါပေမဲ့ comment တွေအောက်မှာမကောင်းဆိုတော့ comment တွေအများကြီးဖြစ်လာတယ်အဲ့ဒီကနေပြီးတော့အတွေးလေးတစ်ခုကို share လုပ်ချင်လို့ပေါ့နော်ဖြိုးတစ်ခုလောက်ကြိုပြောချင်တာကဒါကဗုဒ္ဓဘာသာဝင်တွေဘက်ကနေပြီးတော့ပဲဒါကိုဆွေးနွေးထားခြင်းဖြစ်တယ်တခြားသောဘာသာဝင်တွေရဲ့အကြောင်းကိုဖြိုးကိုယ်တိုင်လည်းဂဂနနာမသိဘူးအဲ့ဒီတော့တခြားသောဘာသာဝင်တွေရဲ့ရှုထောင့်ဘက်ကနေဆွေးနွေးထားခြင်းလုံးဝမဟုတ်ဘူးဆိုတော့ကြိုပြောချင်ပါတယ်ဒီအင်ဂျီပြောင်ပြောင်ဝတ်တာမကောင်းဘူးဆိုတဲ့ဟာကိုဖြိုးတို့မြတ်စွာဘုရားရှင်ဖြိုးတို့ယုံကြည်ကိုးကွယ်လေးစားရတဲ့မြတ်စွာဘုရားရှင်ဟောထားခြင်းလုံးဝမရှိဘူးเนาะဒါကကြတော့ traditional belief လို့ခေါ်တဲ့မြန်မာဓလေ့မြန်မာအယူဆသက်ပဲဖြစ်တယ်ဖြိုးလင်းလာကြည့်ရသလောက်တော့ပေါ့နော်ဒီလိုအယူဆတွေကဖြိုးတို့မြန်မာအပြင်မှာပေါ့တခြားသောအိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်တို့ထိုင်းတို့အိန္ဒိယတို့ဂျပန်တို့စားတဲ့နိုင်ငံတွေမှာလည်းဒီလိုအယူဆကတော့ရှိတယ်ဒါပေမဲ့ဖြိုးတို့ဗုဒ္ဓဘာသာဝင်တွေနဲ့သိထားမှာဒါကအယူအဆလေးတစ်ခုသာဖြစ်တယ်လို့ပြောချင်တယ်ဟိုးရှင်းလူကြီးတွေကတော့သူတို့တွေးခေါ်ခဲ့တဲ့တွေးခေါ်အားကြတော့မှန်တယ်လို့ပြောရယူဆပေးခြင်းနဲ့ဘာလို့လဲဆိုတော့သူတို့ရဲ့ generation တစ်ခုကြောင့်ပေါ့နော်ဒါပေမဲ့ဖြိုးတို့အခုလက်ရှိမှာအကြောင်းအရာတစ်ခုကိုပွင့်လင်းမြင့်သောဆွေးနွေးလို့ရနေတဲ့အခက်တစ်ခုရောက်လာပြီအဲ့ဒီချိန်မှာဘယ်ဟာတော့ဘုရားဟောခဲ့တယ်ဘယ်ဟာအယူဆဖြစ်လဲဆိုတော့ကိုယ်တိုင်တွေးယူလို့ရနေပြီမဟုတ်ဘူးလားကဲ generation တွေအနေနဲ့အခုလက်ရှိ generation တွေနဲ့ဘယ်လိုမြင်လဲအမြင်လေးပြောရမယ်ဆိုရင်တော့လေဒီ easy ပြပြဝတ်တယ်ဆိုတာကတော့ဘာမှအဆန်းမဟုတ်ဘူးဖြိုးကကြတော့ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်တရဏဂုဆိုတော့ယုံကြည်တဲ့ဖရာတိတာကိုယ်ဝဲရတရားတိတာကိုယ်ဝဲရတန်ခါတိတာကိုယ်ဝဲရဆိုတော့လက်ခံထားပြီးတော့ဒီ easy ပြောင်းပြဝတ်တယ်ဆိုတဲ့အယူအဆကအယူအဆတက်နေနဲ့ထားလိုက်မယ်โอเคအင်ဂျီကို fashion တစ်ခုအနေနဲ့ဝတ်တာတော့လွတ်လပ်စွာဝတ်စေလို့ရတယ်။ကန်ကြီးအကျိုးရှိတယ်ဆိုတော့ဗုဒ္ဓဘာသာဝင်တွေတိုင်းသိခဲ့ပြီးကြပြီ။ဒါပေမဲ့ကန်ကြီးအကျိုးကိုကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဆိုတာအရန်ကိုရိုးရှင်းတဲ့မြတ်စွာဘုရားရှင်ရဲ့definition တစ်ခုဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့ဝတ်စားဘလို့ဝတ်တယ်ဆိုတာကတော့ကန်ပေါ်မှာသွားပြီးကြိုးတက်ရမှုရှိနေတယ်ဆိုတာဖြစ်နိုင်တော့အဲ့ဆိုအင်ဂျီလက်လေးဝတ်လိုက်မယ်ဆိုရင်ကန်ကောင်းသွားတယ်အင်ဂျီကိုတဲ့ဝတ်မယ်ဆိုရင်ကန်ကောင်းနေတယ်အင်ဂျီပြောင်းဝတ်လိုက်တယ်ကန်မကောင်းတော့ဘူးဆိုတာမျိုးကကြတော့အယူအဆတစ်ခုဖြစ်တယ်လို့ပဲလက်ခံတယ်အင်ဂျီတို့ထဲကိုဘလို့ဝတ်တယ်ဘလို့မျိုး fashion ကြောက်ဝတ်တယ်ဘလို့မျိုးခက်မဲဝတ်တယ်ဆိုတဲ့ဟာတွေကကြတော့ကန်ပေါ်မှာသွားပြီးတော့ကြိုးတက်ရမှုမရှိဘူးဆိုတာကိုဖြိုးကယုံကြည်ပါတယ်ဒါကဖြိုးတို့ရဲ့ထုံတန်းစင်လာအယူအဆဖြစ်တယ်ဆိုတာကိုဖြိုးတို့ကလေးစားမယ်ဘယ်ဟာကတော့တရားရဲ့အမှန်လဲဒီဟာအယူအဆဖြစ်လဲဆိုတော့ကိုချမ်းစိတ်ဖြာပြီးတော့နားလည်ရမယ်သိရှိရမယ်โอเคကြိုက်သလိုယူဆလို့ရတယ်တွေးခေါ်လို့ရတယ်ဒါပေမဲ့ကိုယ့်ရင်ထဲမှာကိုယ်အမှန်တရားလေးတော့သိထားသိတယ်လို့ဖြိုးအနေနဲ့ထင်တယ်ကိုယ့် online မှာရှိတာနဲ့ဖြိုးပြောတာက subscribe လုပ်တာမိုက်စားလေးတွေကိုချပြပေးမယ်